ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ11 days recap ကကြိုဆိုလိုက်ပါတယ်ဒီဇလန်လေးကတော့ Spring Avenue လို့ခေါ်တဲ့မြို့ဟောင်းရက်ကွက်လေးတစ်ခုမှာ7 restaurant လို့ခေါ်တဲ့တရုတ်စားတောက်ဆိုင်လေးတစ်ဆိုင်ရှိတယ်ဒီဆိုင်လေးဟာအရသာရှိတဲ့ဟင်းပွဲလေးကြောင့်နာမည်ကြီးမိအမြဲတမ်းလူစီကားနေလေရှိတယ်ဒီဆိုင်ကစာပုံမှုကတော့ Sky ခေါင်လို့ခေါ်တဲ့လူငယ်လေးတူပါSky ဟာသူ့ရဲ့ဟင်းချက်စွမ်းရည်ကြောင့်ရက်ကွက်ထဲမှာအတော်လေးမျက်နှာပန်းလာသူထဲပြီးသူ့ရဲ့လက်ရာတွေကဘယ်တော့မှအစားသုံးသူတွေကိုစိတ်ဖြတ်စေခြင်းမရှိပါဘူး။ဒါပေမဲ့မကြခင်မှာမုန်တိုင်းတစ်ခုဆက်ရောက်လာတော့မှာပါ။ဒါကတော့ Cook Up a Storm ဆိုတဲ့ဇက်လန်းပါပဲ။တစ်ချိန်တည်းမှာပဲမြို့ရဲ့အခြားတနေရာမှာတော့တော်ဝင်မိသားစုရဲ့ကလေးငယ်အတွက်ရေဖြန်းနေငလာပွဲကျင်းပနေပါတယ်။ဒီပွဲကိုနိုင်ငံအသီးသီးအရေးကြီးပုဂ္ဂိုလ်တွေတက်ရောက်ကြပြီးတော်ဝင်မိသားစုကပြင်သစ်မှာအချက်ပြုတ်ပညာသင်ယူခဲ့တဲ့ကိုရီးယားလူမျိုးမစ်ချလင်ကျယ်ပွင့်အဆင့်စားပုံမူဖောလ်ကိုငှားရမ်းထားပါတယ်။ဖောလ်ဟာသူ့လက်ထောက်မာယူနဲ့အတူတော်ဝင်မိသားစုသဘောကျလောက်တဲ့အရာသာနဲ့ပြင်ဆင်ပုံတွေကိုဖန်တီးပြနိုင်ခဲ့ပါတယ်။ဒါကြောင့်သူ့တထေးကယာဒူးတိုးဘေးကိုကန်လန်းမိမဲ့သူကညင်းပယ်ခဲ့ပြီးကိုပိုင်ဆိုင်ဖွင့်ဖို့အိမ်မက်ကိုပဲရွေးချယ်ခဲ့ပါတယ်။မကြခင်မှာပဲသူနဲ့သူ့မိတ်ဆွေတွေဟောင်ကောင်မှာစားတောက်ဆိုင်တစ်ဆိုင်တီထောင်ခဲ့ကြတယ်။ Spring Avenue ဘက်မှာတော့ရက်ကွက်ကိုပြန်လည်ပြုပြင်တီထောင်မဲ့တရင်ကို Sky ကြားလိုက်ရတယ်။ဒီစီမံကိန်းကခေတ်မီအဆောက်အဦတွေကိုယူဆောင်လာမှာဖြစ်ပြီးဒီရက်ကွက်ကိုလူတွေပိုစိတ်ဝင်စားလာစေမှာပါ။ဒီတရင်က Sky ကိုအတိတ်ကအကြောင်းတွေကိုပြန်သတိရစေခဲ့တယ်။သူဟာဖခင်ခေတ်သူခေါင်ယွန့်အကြောင်းကိုပြန်တွေးမိသွားတယ်။သူဖခင်ဟာသူ့ကိုအမြဲတမ်းကြမ်းကြမ်းတမ်းတမ်းပြောဆိုလေရှိပြီးဟင်းချက်ဖို့ပါရမီမပါဘူးလို့အမြဲပြောခဲ့သူပါ။ခေါင်ယွန့်က Sky ကိုစာပုံမူကောင်းတယောက်ဖြစ်ကြောင်တက်တယ်မပြနိုင်တဲ့ချီတားအဖြစ်အတိမတ်မပြုတ်နိုင်ဘူးလို့တောင်ပြောခဲ့ဘူးလေ။ Sky ခောက်ဆွဲလောက်ကညံ့တာကိုအကြောင်းပြပြီးခေါင်ယွန့်ဟာ Sky ကိုထားရခဲ့ပြီးသူ့ရဲ့အသက်မွေးဝမ်းကြောင်အလုပ်ကိုပဲအာယုံစိုက်ခဲ့တယ်။မထွက်သွားခင် Sky ကိုသူ့တငယ်ချင်းဖြစ်သူ7 restaurant ပိုင်ရှင်ကျွမ်းကျင်စာပုံမူ7စီမှာအနှံခဲ့တယ်။ဆရာ7ရဲ့လမ်းညွှန်မှုအောက်မှာ Sky ဟာအချက်ပြုတ်ပညာကိုနှစ်20လုံးလေ့လာသင်ယူခဲ့ပါတယ်။သူ့ရဲ့တခုတည်းသောညီမချက်ကတော့သူဟာစာပုံမူကောင်းတယောက်ဖြစ်လာနိုင်စွမ်းရှိကြောင်းသူဖခင်သိအောင်တတ်သိပြဖို့ပါပဲ။ရက်အနေငယ်ကြတော့ Paul ဟာဟောင်ကောင်ကိုရောက်လာတယ်။ရိုးရိုးဈေးတစ်ခုမှာကြောင်ငါးလိုက်ရှာနေတော့ဈေးတွေကသူ့ကိုမရောင်းပဲ Sky ကိုပဲရောင်းမယ်လို့ပြောပါတယ်။ Sky တယောက်သေးတာလျင်ဒီငါးကိုတေးသေးချာချာပြင်းစင်ချက်ပြုတ်နိုင်လို့ဈေးတွေကဆိုပါတယ်။အတန်ကြာပြောဆိုပြီးတော့မှတော့ဈေးတွေကငါးကိုသူတို့နှစ်ယောက်ကြားခွဲဝေပေးဖို့သဘောတူလိုက်ပါတယ်။မကြခင်ပါလေ Paul နဲ့သူ့မိတ်ပတ်တွေက7 restaurant ဘေးကချက်မှာပဲ Stella လို့ခေါ်တဲ့အစားတောက်ဆိုင်တစ်ကိုဖွင့်လှစ်လိုက်ပါတယ်။အဖြူရောင်လွှမ်းမိုးထားတဲ့ဒီဇိုင်းနဲ့ခေတ်မီစိန်လတ်ပုံစံကြောင့် Stella ဟာ7 restaurant ကိုမေးမိန်သွားစေတယ်။ဖွင့်လှစ်ပွဲနေ့မှာ Spring Avenue ကဒေတာခင်တွေက Stella ဆိုင်ရှေ့မှာစန္ဒပြကြပါတယ်။သူတို့ကဆိုင်ရဲ့အဓိကစားပုံမူကိုနယ်မြေထိတန်းစားပုံမူ Sky နဲ့ရင်ဆိုင်ဖို့တောင်းဆိုကြတယ်။ဒါကြောင့် Paul နဲ့ Sky တို့ပြန်ဆုံတွေ့ကြပြီးလူအုပ်ကလေးရှေ့မှာရင်ဆိုင်ကြပါတော့တယ်။ Paul ကငါးရိုးတွေကိုတိတိကျကျဖယ်ရှားပြတယ်လို့ Sky ကလည်းသူ့ရဲ့ဓာသွေးကြွယ်မှုကိုပြသခဲ့တယ်။ပွဲကြီးပရိသတ်တယောက်ကနှစ်ယောက်လုံးရဲ့စွမ်းရည်ကိုသဘောကျပြီးအမျိုးသားနဲ့ဟင်းချက်ပြိုင်ပွဲမှာဝင်ပြိုင်ဖို့စာရင်းသုံးပြလိုက်ပါတယ်။ဒီပြိုင်ပွဲရဲ့ result ဟာသူတို့ရဲ့ဂုဏ်သိက္ခာကိုသာမကပြန်လည်ပြုပြင်စီမံကိန်းအောက်မှာဖြတ်စည်းခံရမယ့်အန်ဒီရရှိနေတဲ့7 restaurant ရဲ့ကံကြမ္မာကိုပါအဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ရုပ်သံအင်တာဗျူးတစ်ခုမှာ Paul ကတရုတ်အစားအစာတွေဟာပုံစံကွဲပြားမှုမရှိဘူးလို့လည်းပြောလိုက်ပါတယ်။တီထွင်းမှုပိုအားကောင်းတဲ့အနောက်အတိုင်းအစားအစာတွေနဲ့နှိုင်းယှဉ်ပြသခဲ့တာပါ။သူ့စကားတွေက Sky ကိုဒေါသထွက်စေပြီး Paul ကိုအနိုင်ယူဖို့ပိုပြီးစိတ်အားထပ်တန်စေသွားပါတယ်။အနိုင်ယူသူဟာအချက်ပြုတ်နှက်ပယူ God of Cooking လို့တင်စခံတဲ့ဒန်ဒီယာလီစာပုံမှုနဲ့ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်လောင်းကြီးကပိုပြီးမြင့်တာနေပါတယ်။အဲ့ဒီစာပုံမှုကတော့ Sky ရဲ့ဖခင်ဖြစ်သူခေါင်ယွန့်ပဲဖြစ်ပါတယ်။တည်င်းတော့တွေကခေါင်ယွန့်ကိုမေးမြန်းတော့သူက7 restaurant ကခေါင်ဆိုတဲ့စာပုံမှုကိုမသိဘူးလို့ညင်းဆိုခဲ့ပြီးတရုတ်ပြည်မှာခေါင်ဆိုတဲ့မျိုးတွေနားတွေအများကြီးရှိတယ်လို့ပဲခပ်ပေါ့ပေါ့တုံ့ပြန်ခဲ့ပါတယ်။နောက်တနေ့မှာတော့မာယူက7 restaurant ကိုရောက်ပြီး Sky နဲ့သူ့တငယ်ချင်း Hayden ကို Stella စီကိုဖိတ်ခေါ်ပါတယ်။ဟိုရောက်တော့ Paul ရဲ့လက်ရာကိုပြသထားတဲ့လှပတေတက်တဲ့ဟင်းပွဲတွေနဲ့ဧည့်ခံပြပါတယ်။ဒါဟာသူ့ကိုရန်ဆက်ဖို့လှုပ်ဆောင်ထားမှုတစ်ခုမှန်တီးလိုက်တဲ့ Sky ကမီးပုံးချောင်းထဲဝင်သွားပြီး Paul ရှေ့မှာအစားအစာတွေကိုပစ်ချလိုက်ပါတယ်။ Paul ကတဲ့အမဲရာတတုံးကိုချက်ပြဖို့စိန်ခေါ်လိုက်တယ်
Sky ကချက်ချင်းလက်ခံပြီးအလွန်ကောင်းမွန်တဲ့ဟင်းပွဲတစ်ခုကိုဖန်တီးပြပါတယ်။ Paul ကလည်းခင်မီနီးပညာတွေကိုသုံးပြီးအနံ့စောအပြင်အစင်မှပြည့်စုံတဲ့ဟင်းပွဲတစ်ခုကိုဖန်တီးပြပါတယ်။ Sky ဟာအဲ့ဒီဟင်းပွဲရဲ့အနံ့ကိုရှူခိုင်းပြီးတော့ဘာမှမပြောဘဲလဲ့သွားပါတယ်။ Paul ကတော့ Sky ရဲ့ဟင်းချက်စွမ်းရည်ကိုတိတ်ဆိတ်အတိမတ်ပြလိုက်ပါတယ်။နောက်ပိုင်းမှာ Sky တယောက်တည်းစားပေါက်ဆိုင်မှာစိတ်နစ်နေတော့ဆရာ7ကဖုံးဝယ်လာပြီးနေရာတစ်ခုကိုလာဖို့ပြောပါတယ်။ရောက်သွားတော့နှစ်များစွာမတွေ့ရတဲ့ဖခင်နဲ့မျက်နှာချင်းဆိုင်တွေ့လိုက်ရတော့အံ့ဩသွားပါတယ်။ Sky ကသူ့ဖခင်ကိုအတိမတ်မပြုဘဲနာမည်ကျော်ဖို့တားကိုစွန့်လွတ်ခဲ့တယ်လို့အတိအသင်းလိုက်ပါတယ်။ခေါင်ယုံကတော့တားဖြစ်သူကိုသူ့ရဲ့ဂုံပုတ်တွေအောက်မှာဖိမထားခြင်းလိုပါလို့ရှင်းပြပါတယ်။ခေါင်ယုံက Sky ကိုအမျိုးသားနဲ့ပြိုင်ပွဲမှာတက်တေပြဖို့စိန်ခေါ်လိုက်ပါတယ်။အနိုင်ရသူဟာနိုင်ငံခြားအဆင့်ကိုတက်လန်းခွင့်ရပြီးနောက်ဆုံးမှာခေါင်ယွတ်နဲ့ကမ္ဘာချန်ပီယံလူပွဲရင်ဆိုင်ရမှာဖြစ်ပါတယ်။ပြိုင်ပွဲနေ့ရောက်တော့ Paul နဲ့ Sky တို့စင်ဘောထက်ကိုပြန်လဲရင်ဆိုင်ကြပါတယ်။ Sky ကရိုးရိုးနီးလန်းတိုင်းစားအုပ်ဖက်ကလေးကိုပြင်ဆင်ပြီး Paul ကတော့ခင်မီ foie gras ရှေမှုအချိုပွဲကိုတင်ဆက်ပါတယ်။တိုင်းလူကြီးတွေအမတ်ပေးပြီးချိန်မှာနှစ်ယောက်လုံးအမတ်တူနေပေမဲ့ Paul ကတေတက်တေတင်ဆက်ပုံကြောင့်အနိုင်ရသွားပါတယ်။ Result ကိုမချေနဲ့တဲ့ Sky ကစကားတခွန်းမှမပြောဘဲစင်ဘောကဆင်းသွားပါတယ်။နောက်တနေ့မှာတော့ Sky sign ကိုပြန်မလာတော့ပါဘူး။ Sky စိတ်နဲ့ဘယ်သွားတက်လဲဆိုတာသိတဲ့ဆရာ7ကသူ့ကိုလိုက်ရှာပါတယ်။နိုင်တာနဲ့ရှုံးတာဟာပြိုင်ပွဲတိုင်းမှာရှိတတ်မြဲပဲလို့တတိပေးပါတယ်။သူ့ကိုအားပေးဖို့အတွက်7ကသူ့ခီးသွားအတွေ့အကြုံတစ်ခုကိုပြောပြတယ်။ကိုရင်နှစ်ယောက်ဟာသူ့ကိုရိုးရိုးရှင်းရှင်းသမင်းနဲ့ကျွေးဖူးတဲ့အကြောင်းကိုပြောပါတယ်။အစပိုင်းမှာဟင်းချက်တာအားနည်းချက်တွေရှိတယ်လို့ထင်မိပေမဲ့ကိုရင်လျောက်ကဒီအစားအစာတွေဟာသူတို့ကိုယ်တိုင်စိုက်ပျိုးရေးတင်ပြီးချက်ပြုတ်ထားတာဖြစ်ကြောင်းရှင်းပြတဲ့အခါမှာတော့အမြင်ပြောင်းသွားပါတယ်။လက်များစွာရဲ့စ조사မှုကိုကိုစားပြုတဲ့အတွက်ဟင်းပွဲတိုင်းကိုတန်ဖိုးထားကြတာပါ။အဲ့ဒီအမက်တရက်ကိုအခြေခံပြီး7ကစင်ကျင်တဲ့ဟင်းချက်မှုဆိုတာကျွမ်းကျင်မှုဒါမကစေတနာပါဖို့လေလိုအပ်တယ်လို့ Sky ကိုဆုံးမခဲ့ပါတယ်။ဒီအချိန်မှာတော့ Stella ဆိုင်မှာ Paul နဲ့သူ့လုပ်ဖော်ခွဲတွေကအောင်မြင်ပွဲခံစားနေကြပါတယ်။ဆွေးနွေးပွဲအတွင်းမှာမန်နေဂျာက Paul နေရာမှာမာယူနဲ့အစားထိုးဖို့အစီအစဉ်ကိုထုတ်ပြောလိုက်ပါတယ်။အမျိုးသမီးစာဖို့မှုဆိုရင်မီဒီယာအာယုံစိုက်မှုပိုရမယ်ဆိုတဲ့အကြောင်းချက်နဲ့ပါ။တစားဖောက်ခံသွားရတော့တုံလုတ်သွားတဲ့ Paul ကသူ့နေရာကိုကာကွယ်ဖို့ကြိုးစားပေမဲ့မာယူက Paul ရဲ့အားနည်းချက်ကိုဖော်ထုတ်လိုက်ပါတယ်။ Paul ဟာအရသာခံအာယုံအားနေပြီးအထူးသဖြင့်အငန်အရသာကိုခွဲခြားဖို့ခက်ခဲတယ်လို့ဖွင့်ထုတ်လိုက်ပါတယ်။ဒါအပြင်မာယူကသူဟာမန်နေဂျာနဲ့ဖောက်ဖျန်းနေရတယ်လို့ Paul ကိုဘယ်တော့မှမချစ်ခဲ့ပဲသူ့တိုးတိတ်မှုအတွက်ခုတုံလုပ်ခဲ့တာပါလို့ဝန်ခံလိုက်ပါတယ်။အဆက်ရပြီးနှလုံးကွဲသွားတဲ့ Paul က Stella ဆိုင်ကနေဒေါသကြီးထွက်ခွာသွားပါတယ်။မကြခင်မှာပဲ Sky ကအားကစားကွင်းတစ်ခုမှာတယောက်တည်းအရက်တောက်နေတဲ့ Paul ကိုတွေ့သွားပါတယ်။သူတို့နှစ်ယောက်စကားစမြည်ပြောရင်းအသိကရုံးကန်ရခဲ့ပုံတွေနဲ့ဟင်းချက်ဖို့ဘာကြောင့်ရွေးချယ်ခဲ့တယ်လဲဆိုတာတွေကိုမျှဝေကြပါတယ်။အဲ့ဒီစကားဝိုင်းကနေအချင်းချင်းလေးစားမှုတွေဖြစ်ပေါ်လာပြီးအချက်ပြုတ်လောကရဲ့အမြင့်ဆုံးနေရာကိုရောက်ချင်တဲ့အိမ်မက်တူနေတာကိုထိလိုက်ရတယ်။ဒါနဲ့သူတို့ပူးပေါင်းဖို့ဆုံးဖြတ်လိုက်ကြတယ်။အချက်ပြုတ်နဗီယူပိုစတာကိုကြည့်ရင်ဖောင်းကခေါင်ယွန်းဟာသူ့ရဲ့စံပြပုတ်ကိုဖြစ်ကြောင်းပြောပြတယ်။ Sky ကလည်းခေါင်ယွန်းဟာသူ့ဖခင်ဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။အစပထမတော့ဖောကနောက်နေတယ်ထင်ပြီးရေမောခဲ့ပေမဲ့ Sky ရဲ့ဇက်လိုင်းကိုကြားပြီးနောက်မှာတော့အမှန်တကယ်ကိုလက်ခံလိုက်ပါတယ်။တခြားဘက်မှာတော့ Stella ပိုင်ရှင်တွေက7ကိုစိုင်းရောင်းဖို့ဖိအားပေးလာပေမဲ့7ကပြက်ပြက်တတညင်းဆိုလိုက်ပါတယ်။နောက်ပိုင်းမှာတော့သူတို့က7 restaurant ကိုလာပြီးထပ်မံရန်ရှားတဲ့အခါမှာ Paul နဲ့ Sky တို့နဲ့ထိတ်တိုက်တွေ့ပါတော့တယ်။အစောပိုင်းပြိုင်ပွဲမှာတရဝင်းအနိုင်ရသွားသူဖြစ်လို့ချန်ပီယံပြိုင်ပွဲဝင်ခွင့်ရှိသူဟာတူတာဖြစ်တယ်လို့ Paul ကပြောလိုက်တယ်။လာမယ့်ပွဲမှာ Sky နဲ့ပူးပေါင်းထားတယ်လို့ကြေညာလိုက်ပါတယ်။ Stella ပိုင်ရှင်တွေက Paul ကိုတစားဖောက်သူလို့သတ်မှတ်ပြီးဒေါသကြီးထွက်ခွာသွားကြပါတယ်။အဲ့ဒီနောက်ပိုင်း Paul နဲ့ Sky တို့ကနိုင်ငံခြားစင်ပေါ်ဘွန်အတူတကွလေ့ကျင့်ရင်းကျွမ်းကျင်မှုတွေကိုတွေ့ပြီးခိုင်မာတဲ့သရောစဉ်တစ်ခုကိုတိဆောက်ခဲ့ကြပါတယ်။နိုင်ငံခြားဟင်းချက်ပြိုင်ပွဲနေ့ရောက်တော့အခြေအနေတွေကပိုပြီးတင်းတန်းလာပါတယ်။ Paul နဲ့ Sky တို့အသင်းကပြင်သစ်အိန္ဒိယဂျပန်နဲ့ Stella ကိုကိုစားပြုတဲ့မာယူပါဝင်တဲ့ကမ္ဘာအဆင့်စားဖို့မှုတွေရောက်နေရင်ဆိုင်ရမှာပါ။စားဖို့မှုတိုင်းဟာပါဝင်အကြောက်ဝက်တွေကိုလှပတဲ့အရသာရှိတဲ့ဟင်းပွဲတွေအဖြစ်ပြောင်းလဲပြီးသူတို့ရဲ့ကျွမ်းကျင်မှုကိုပြသကြပါတယ်။ Paul နဲ့ Sky တို့ကမာပိုတိုဖူကိုတင်ဆက်ဖို့ဆုံးဖြတ်လိုက်တယ်။ Sky ရဲ့တိကျတဲ့အရသာခံအာယုံနဲ့ Paul ရဲ့ molecular တိတန်ဆိုင်ရာတင်ဆက်ပုံနည်းပညာကိုပေါင်းစပ်လိုက်တယ်။သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုအောင်မြင်ပြီးပြိုင်ပွဲမှာအနိုင်ရရှိသွားပါတယ်။အောင်မြင်ပွဲခံပြီးနောက် Paul ကအချက်ပြုတ်နဗီယူခေါင်ရွတ်နဲ့ရင်ဆိုင်ဖို့တယောက်ထဲတာကြက်လန်းခွင်ရှိတယ်လို့ရှင်းပြပါတယ်
သူ့ရဲ့အရသာခံအောင်ယုံပျောက်ဆုံးနေမှုကြောင့် Paul ကနောက်ဆုတ်ပေးလိုက်တယ်။ Sky ကသူ့ဖခင်ကိုရင်ဆိုင်ခြင်းအကြောင်းသူသိပြီးဒီအခွင့်အရေးကိုအယူစေခြင်းတယ်လို့ပြောပါတယ်။ Paul ကသူ့ရဲ့အားနည်းချက်တွေကြားမှာမျှော်လင့်ထားတဲ့ပုံရဲ့ပိုပြီးအောင်မြင်မှုတွေရရှိခဲ့တယ်လို့ဝန်ခံလိုက်ပါတယ်။ရက်အနေငယ်ကြတော့စောင့်မျှော်နေတဲ့ပွဲကစတင်လာပါတယ်။ကမ္ဘာတဝက်မှာတန်းပေါင်းများစွာတဲ့လူတွေကြည့်ရှုနေစဉ် Sky နဲ့ခေါင်းယွန့်တို့အစင်ပေါ်မှာတက်လာကြပါတယ်။ ခေါင်းစပြီးချက်ပြုတ်နေချိန်မှာ Sky ကကလေးဘဝအမှတ်တရတွေထဲမျောပါသွားပါတယ်။တားဖူတူစိတ်လွတ်နေတာကိုတတိထားမိတဲ့ခေါင်းကရေနဲ့ပတ်ပြီးတတိပြန်ဝင်လာအောင်လုပ်လိုက်ပါတယ်။ Sky လည်းစိတ်ကိုစူးစီးပြီးစတင်ချက်ပြုတ်ပါတယ်။သူရွေးချယ်လိုက်တာကတော့ဒီလောက်ကြီးကျယ်တဲ့ပြိုင်ပွဲအတွက်အရန်ရိုးရှင်းလုံးပုံရတဲ့ခောက်ဆွဲပြုတ်ပါ။စံကျင်ဘက်အနေနဲ့ခေါင်းကတော့အထင်ကြီးလောက်တဲ့ခန္ဓာပြီးအမှုပညာဆန်တဲ့ဟင်းပွဲကိုပြင်ဆင်ပါတယ်။အချင်းကုန်သွားတဲ့အခါ Sky ကသူ့ဟင်းပွဲကိုသူ့အဖေစီတိုက်ရိုက်သွားချပေးပါတယ်။အဲ့ဒီခောက်ဆွဲတွေကသူ့အဖေသူ့ကိုမထားခဲ့ခင်နှစ်ပေါင်းများစွာကချက်ကျွေးခဲ့တဲ့ခောက်ဆွဲနဲ့တပုံစံပါပဲ။မီးစမ်းကြည့်ပြီးတဲ့နောက် Sky ကတိတ်တဆိတ်ထွက်ခွာသွားပါတယ်။အဲ့ဒီအခိုက်ထံမှာခေါင်းကတားဖြစ်သူရဲ့အရေးချင်းကိုအတိအမှတ်ပြုလိုက်ပြီးလှမ်းခေါ်ကချီမျိုးစကားဆိုပါတော့တယ်။ Sky ကမယ်ပြုံးလေးပြုံးပြီးစင်ပေါ်ကဆင်းသွားချိန်မှာခေါင်းကတော့ခောက်ဆွဲကိုစိတ်ခံစားချက်အဖြစ်စစ်စားနေခဲ့ပြီးပြိုင်ပွဲရလဒ်ကိုတော့အဖြစ်မထုတ်ပဲထားခဲ့ပါတယ်။ဇလန်ကို Sky, Paul နဲ့ Spring Avenue ကဒေတာကန်ဒီ7 Restaurant မှာတရုတ်နှစ်တကူအတူဆင်နွှဲကြတဲ့မြင်းကွင်းနဲ့အဆုံးသတ်ထားပါတယ်။ဒီဇလန်ကပေးချင်တဲ့သင်ခန်းစာကတော့ဘဝကတင့်ကိုခောက်ဆွဲပြီးပေးလာခဲ့ရင်တင့်အဖေတင့်ကိုအမွေဖြတ်မစွန့်လွတ်တဲ့အဲ့ဓာတွေကုံအောင်ကျွေးလိုက်ဆိုတာပါပဲ။ဇလန်ကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။